အားလုံးပဲမင်္ဂလာပါရှင်မြမရိုးရအစားအစာတစ်ခုဖြစ်တဲ့မုတ်ကျွဲသေးလေးလှူစားပစ်လို့ပြန်လဲဝေငှတာဖြစ်ပါတယ်ရှင်ပါဝင်ပစ္စည်းအနှဲငယ်နဲ့စားလို့အရန်ကောင်းပါတယ်ရှင်မုတ်ကျွဲသေးလုပ်တဲ့အခါမှာတော့မုတ်လုထညက်ကိုအသုံးပြုတာအကောင်းဆုံးပါပဲရှင်အယောင်လေးလဲလှသလိုအချိုလေးလဲပိုလေးစေပါတယ်ရှင်မုတ်ဆက်တဲ့အခါမှာတော့ဆန်မုတ်2ခွက်ပြောင်းကုန်မုတ်2စွန်းစားအနှဲငယ်ထညက်ရည်2ခွက်ထုံးရည်ကြီး6ခွက်နဲ့စုစုပေါင်းရေ10ခွက်အသုံးပြုထားပါတယ်ရှင်မုတ်ဆက်ပြီးတဲ့အခါမှာတော့မုတ်လေးပွားစီဖို့အတွက်အနည်းဆုံးနိုင်ဝက်ခန့်ထားပေးရမှာဖြစ်ပါတယ်ရှင်မုတ်ဆက်ကြိုပါတော့မယ်ရှင်မုတ်ဆက်ကြိုတဲ့အခါမှာတော့မီးကိုအနေတော်လေးနဲ့ကြိုပေးပြီးနောက်ပိုင်းမှာတော့မီးလျှော့ပေးဖို့လိုပါတယ်ရှင်ရေခမ်းသွားတဲ့အခါမှာတော့စီအနှဲငယ်ထည့်ပေးရမှာဖြစ်ပါတယ်မုတ်ကြိုရင်းနဲ့တမြောင်တင်းတင်းလေးအနေထားရောက်ပြီဆိုရင်တော့ရပါပြီရှင်ဒီနေရာမှာမကတ်ဦးကိုအသုံးပြုမယ်ဆိုရင်တော့မှုရတာအနည်းငယ်တတ်တာပါတယ်ရှင်မိမိထဲမဲ့ဘန်းထဲကိုတော့စီးတုပ်ပေးထားရမှာဖြစ်ပါတယ်ရှင်မုတ်သားလေးကိုတော့လေးမခုအောင်အနည်းငယ်စောင့်ပေးထားလိုက်ပါတယ်ရှင်မုတ်ကျွဲသေးလေးနဲ့တွဲစားဖို့အုံးသီးလေးကိုလည်းချစ်ပေးထားလိုက်ပါတယ်တနားရီလောက်အေးခံပြီးရင်တော့ရပါပြီမိမိစိတ်ကြိုက်လိုသလိုလီးဖြတ်ပြီးအသင့်စားသုံးလို့ရပါပြီရှင်ချိုချိုစိမ့်စိမ့်အရသာနဲ့မြမရိုးရာမုတ်ကျွဲသေးလေးကိုစားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်